အာပြပြီးသားဆိုတော့ကောင်းကောင်းမွန်နေရတယ်ဒီချက်ကလည်းတရားသူကပို့ဆောင်တော့ဒီလိုပါတယ်ဆိုတာတော့နားလေရတယ်ပေါ့နော်ဒါဆိုဒီနေ့မွေးနေ့ရှိတဲ့သူဒီမှာရှိတဲ့ဒီမောင်မတွေအားလုံးဝန်သားဆိုတဲ့အားလုံးကျိုးရှိပါတယ်လို့တော့မွေးနေ့ရှိကိုဆန္ဒပြုပါတယ်ရောင်းစတိုင်းအဲ့ဒါကမွေးနေ့ရှိကိုပါဘုရားရဲ့ကောင်းချီးမင်္ဂလာတက်ရောက်ပါစေမင်းကဲ happy birthday ဆိုပြီးတော့ပြောတဲ့အရင်ကလည်းဒီမှာHappy birthday to you. Happy birthday to you. Happy birthday to you. God bless you always. God bless you always. Party stop in there. Party to